မင်္ဂလာပါဒီနေ့ဒီစကားတွေကိုနားထောင်နေတဲ့သင်ဟာတာမန်လူတစ်ယောက်မဟုတ်ပါဘူးသင်ရဲ့အတွင်းစိတ်ထဲမှာကြီးမားတဲ့စွမ်းအင်တွေမကုန်ငန်းနိုင်တဲ့ခွန်အားတွေရှိနေတယ်ဆိုတာကိုအရင်ဆုံးယုံကြည်ပေးပါကျွန်တော်တို့အားလုံးဟာတစ်ခါလေမှာပင်ပန်းနွမ်းနေတတ်ကြပါတယ်လောကကြီးကခက်ခဲနေပြီလို့ခံစားရတဲ့အခါမျိုးရှိတတ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုခံစားနေရတာဟာအသက်ရှင်နေထိုင်နေပြီးစူးစမ်းနေသူတယောက်ဖြစ်လို့ပါပဲလူတယောက်ရဲ့တန်ဖိုးဟာတခြားသူတွေကသတ်မှတ်ချက်ပေါ်မှာမမူတည်ပါဘူးသင်ဟာဘယ်သူလဲဆိုတာကိုသင်ရဲ့အတွင်းစိတ်ကပဲဆုံးဖြတ်တာပါလောကမှာအကြီးမားဆုံးသောအောင်မြင်မှုဟာမိမိကိုယ်ကိုယုံကြည်ခြင်းနဲ့စတင်ပါတယ်သင်ကိုသင်မယုံကြည်ရင်တလောကလုံးသင်ကိုယုံကြည်လဲသင်ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့တလောကလုံးကသင်ကိုလက်ညှိုးထိုးဝေဖန်နေပါစေသင်ကိုသင်ယုံကြည်မှုအပြည့်ရှိနေမယ်ဆိုရင်ဘယ်အတားအဆီးကိုမဆိုကြော်ဖြတ်နိုင်ပါလိမ့်မယ်အားမလို့အားမရဖြစ်တာတွေကိုရက်လိုက်ပါပြည့်စုံတဲ့သူဆိုတာမရှိပါဘူးမပြည့်စုံမှုတွေကိုလက်ခံပြီးရှေ့ဆက်တဲ့သူတွေသာတကယ်သူရဲကောင်းတွေပါဘဝဆိုတာပလဲပြင်လိုပါပဲတစ်ခါလေလှိုင်းငိမ့်မယ်တစ်ခါလေတော့မုန်တိုင်းထန်နေတတ်တယ်ဒါပေမဲ့မှတ်ထားပါမုန်တိုင်းထန်တဲ့ပလဲပြင်ကသာတင်ဘောသားကောင်းကိုမွေးထုတ်ပေးတာပါအောင်မြင်မှုဆိုတာတညတည်းနဲ့ရလာမှာမဟုတ်ပါဘူးမျိုးစေ့ချပြီးရင်အပင်ပေါက်လာဖို့အချိန်စောင့်ရတယ်လို့ပဲတင်းရဲ့စူးစမ်းအားထုတ်မှုတွေဟာလည်းအချိန်တန်ရင်တီးပွင့်ဝေစားလာမှာပါစိတ်ကိုအေးချမ်းအောင်ထားပါလောဘဒေါသနဲ့စိုးရိမ်စိတ်တွေဟာအမြင်ကိုဝေဝါးစေတယ်အေဂျင့်နဲ့စိတ်နဲ့ကြည့်ရင်အခက်အခဲတွေကြားတဲ့ကအခွင့်အလမ်းတွေကိုမြင်တွေ့လာပါလိမ့်မယ်။သင်ဟာဒီလောကကြီးကိုအကြောင်းမဲ့ရောက်လာတာမဟုတ်ပါဘူး။သင်မှာလှုပ်ဆောင်ရမယ့်တာဝန်တွေအကောင့်ထဲပေါ်ရမယ့်အိမ်မက်တွေရှိပါတယ်။ဒီနေ့ဒီချိန်ကစပြီးအားငယ်စိတ်တွေကိုဖယ်ထုတ်လိုက်ပါ။မျက်နှာကိုမော့ရင်ကိုဖွင့်ပြီးယုံကြည်ချက်ရှိရှိရှောက်လှမ်းပါ။သင်မှာရှိတဲ့အစွမ်းအစတွေကိုအပြည့်အဝအသုံးချလိုက်ပါ။သင်ဟာအောင်နိုင်သူတစ်ယောက်ပါ။ခွန်အားကြီးမားသူတစ်ယောက်ပါ။သင်ရဲ့အတွင်းစိတ်ထဲကအလင်းရောင်ဟာတလောကလုံးကိုလင်းထိန်စေပါလိမ့်မယ်။ဒီဗီဒီယိုကနေစိတ်ခွန်အားတွေရရှိသွားမယ်ဆိုတာယုံကြည်ပါတယ်။နောက်ထပ်ဗီဒီယိုတွေအတွက် subscribe လုပ်သွားပါ။ကိုယုံကြည်မှုဘယ်တော့မှမပျောက်ဆုံးပါစေနဲ့။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။